ဂေါတမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားကိုဖူးခြင်းနဲ့အဲ့ဒီလိုလဲပြောလိုက်ရောပါဝေယကလူလေပဲဗျဂေါတမဗုဒ္ဓနဲ့သာသွားတွေ့မယ်ဆိုရင်သူ့ကိုကြည်ညိုသွားတာနဲ့ငါ့ကိုလုံးဝထက်တွက်တော့မှမဟုတ်တော့ဘူးတဲ့သူ့စိတ်ထဲမှာစဉ်းစားတာခမရဘာလို့သွားပြီးတော့ဖူးမြော်မှလဲအဲ့ဒီဂေါတမဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာအာဝတ္တနိယမာယာအောက်လမ်းပညာတတ်တယ်သူသည်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုမကြည်ညိုရမနေနိုင်အောင်ဆွဲဆောင်တတ်တဲ့အတတ်ပညာဘုရားလက်ထက်ကဒိဋ္ဌိတွေကမြတ်စွာဘုရားကိုမနာလို့တော့အဲ့ဒါလိုအပုတ်ချကြတာအမှန်ကတော့မြတ်စွာဘုရားဆိုတာကသိပြီးတော့တပ်ပယ်တဲ့ရုပ်အစင်းကိလေသာကိန်းနေလို့အင်မတန်ငြိမ်းချမ်းနေတဲ့မျက်နှာအဲ့ဒါလိုရုပ်အစင်းဘက်ကရောဓမ္မဘက်ကရောပြောစရာမရှိအောင်ပြည့်စုံတာဆိုတော့မြင်ရရင်မကြည်ညိုရရင်မနေနိုင်ဘူးအဲ့ဒါကိုမနာလို့အဲ့ဒါလိုမြတ်စွာဘုရားကိုအာဝတ္တနိယမာယာတတ်တယ်လို့ပြောကြတာတဲ့အဲ့ဒါလိုပြောပြီးတော့တားလိုက်တော့ဒကမာကြီးကနောက်ဆုတ်သွားရောနောက်ရက်အနှဲငယ်ကြတော့ဒုတိယပြီးနှစ်ကြိမ်မြောက်မြတ်စွာဘုရားကိုဖူးမြော်ခြင်းတော့သွားပြီးတော့တိုင်မင်းနဲ့တားပြန်တာပဲတတိယအကြိမ်တိုင်မင်းနဲ့တားပြန်တာပဲသရုထအကြိမ်ကြတော့မတိုင်မင်းတော့ဘူးအဲ့ဒါမြတ်စွာဘုရားစီကိုသူ့ရဲ့သားအရင်ကိုလွတ်တယ်ငါသားမနေ့ပြန်မနေ့မှာအဲ့ဒီမြတ်စွာဘုရားကိုနောက်ပါတန်ခါများစွာနဲ့အိမ်ကိုဆွမ်းစားကြွပါလို့သွားပြီးတော့ပင့်ကြီးလို့ခိုင်းလိုက်တယ်အိမ်မှာမန္တကြီးထိုးပြီးတော့မြတ်စွာဘုရားတန်ခါတော်တွေဖုံးပေးဖို့ဆွမ်းကွမ်းတွေစီစဉ်ပြီးတော့တက္ကပါကြီးကနေတာအဲ့ဒါဘုရားသွားပင့်တဲ့သားကဘုရားစီတန်းမသွားဘဲနဲ့ပါဝေယကစီကိုဝင်တာဝင်တဲ့အခါကျတော့မင်းဘယ်သွားမှာတို့မြတ်စွာဘုရားကိုအမေကသွားပင့်ခိုင်းလို့ဖေရဟာသွားမပင့်နဲ့ကွာအမေစကားနားမထောင်ပဲမနေရဲဘူးဖေရအေးအဲ့ဒီလိုဆိုရင်မင်းအမေစကားကိုလည်းနားမထောင်ရမရောက်အောင်ငါတို့အကြံစီလဲအောင်မြင်အောင်မင်းဖျားစီကိုသွားပြီးတော့ပင့်တော့ပင့်ခဲ့ကွာဒါပေမဲ့လို့မြတ်စွာဘုရားကြွလာရမယ့်နေရာကဘယ်နေရာဘယ်လမ်းဘဇုအိမ်လို့မင်းနေရာဒေသကိုမပြောခဲ့နဲ့တဲ့အရှင်ဘုရားမနေ့ပြန်ဆုံးဖုံးပေးကြွပါဘုရားလို့ဒါပဲပင့်ပြီးတော့ပြန်လာခဲ့အဲ့ဒါဆိုရင်မင်းတို့အိမ်ဘယ်နာနေမှမသိတော့အဲ့ဒီမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်အတွက်ချက်ထားတဲ့စွန့်နေကွန်းတွေကိုငါတို့နှစ်ယောက်စားကြတာပေါ့အဲ့ဒါလို့အကြံပေးတော့အဲ့ဒီကလေးကမြတ်စွာဘုရားကိုသွားပင့်တယ်အရှင်ဘုရားမနေ့ပြန်မှာတပည့်တော်တို့အိမ်ကိုဆုံးဖုံးပေးကြွပါဒါပဲပြောခဲ့တာနောက်နေ့မနေ့လင်းတဲ့အခါကျတော့နောက်ပါတန်ခါများစွာချမ်းရံပြီးတော့မြတ်စွာဘုရားကအိမ်တော်ကိုဆိုက်